မင်္ဂလာပါရှင်ဒုက္ခယောဂရဲ့ meditation channel မှာကြိုဆိုပါရစေကျွန်မကတော့ perfect well နဲ့တစ်ချက် K ပဲဖြစ်ပါတယ်ဒါကတော့ငွေကြေးဆိုင်ရာတရားမှတ်ခြင်း meditation တစ်ခုဖြစ်ပါတယ်ငွေကြေးဆိုင်ရာအတည်ပြုစကားတွေကတဆင်တင်းရဲ့မတိစိတ်ကိုကူညီပေးပြီးကျမတို့ရဲ့ငွေကြေးနဲ့ပတ်သက်တဲ့အပြုသဘောဆောင်တဲ့မှန်ကန်တဲ့တက်ကြွတဲ့ယုံကြည်မှုတွေကိုတည်ဆောက်ပေးသွားမှာပါစွမ်းအားပြေဝတဲ့ငွေကြေးဆိုင်ရာအတည်ပြုစကားလုံးတွေကတဆင်ကျမတို့ကိုပြည့်စုံကြွယ်ဝတဲ့ဘဝတစ်ခုကိုယူဆောင်ပေးနိုင်ပါတယ်ဒီလုပ်ငန်းစဉ်အတွင်းမှာတင်ဟာအသက်ရှူတာကိုပုံမှန်အတိုင်းထားပြီးတိတ်ဆိတ်စွာနားထောင်နေဖို့ပဲလိုအပ်ပါတယ်ဒါမှမဟုတ်စိတ်ထဲကနေလိုက်ပြီးရေရွတ်နေလို့လည်းရပါတယ်ကဲအခုအနောက်ရှက်ကင်းတဲ့နေရာတစ်ခုကိုရှာလိုက်ပါတရားမှတ်နေစဉ်အတွင်းမှာတခြားအနောက်အရှက်တွေမဝင်လာဘူးဆိုတာကိုသိချပါစေတင်းရထိုင်ဟန်ကိုချိန်ညှိပါကြောရိုးကိုမမတ်ထားပါတင်းအစင်တင်းဖြစ်ပြီဆိုရင်တော့ကျမတို့အသက်ပြင်းပြင်းရှူတာကိုစတင်ပါမယ်အသက်ရှူတွင်မှာအသက်ရှူထုတ်ပါတင်းကိုတင်ပေါ်ပေါ်ပါပါဖြစ်သွားပါစေအသက်ရှူတွင်မှာအသက်ရှူထုတ်ပါတင်းရဲ့အတိစိတ်ကိုအောက်ဖက်စီနှိမ့်မြုပ်သွားပါစေအသက်ရှူတွင်မှာအသက်ရှူထုတ်ပါတင်ကြမှုတွေအားလုံးကိုမုတ်ထုတ်လိုက်တယ်လို့ခံစားလိုက်ပါနောက်တစ်ချိန်အသက်ရှူတွင်မှာအလဲရောင်တွေကိုရှူတွင်းလိုက်ပြီးတင်းခန္ဓာကိုယ်ထဲဝင်ရောက်သွားတယ်လို့စိတ်ကူးကြည့်ပါအသက်ရှူထုတ်ပါအလဲရောင်ကတင်းရဲ့ကိုယ်နဲ့စိတ်စီချင်းကပ်လာတယ်လို့ခံစားလိုက်ပါအသက်ရှူတွင်းမှာတင်အလဲရောင်ကိုရှူတွင်းလိုက်တယ်လို့ထပ်ပြီးစိတ်ကူးကြည့်ပါအသက်ရှူထုတ်ပါတင်ရဲ့အတွင်းစိတ်ပိုးပြီးတည်ငြိမ်လာတယ်လို့ခံစားလိုက်ပါတောကတွေအားလုံးကိုလွတ်ချလိုက်ပါအခုအချိန်နဲ့မသက်ဆိုင်တဲ့အရာတွေကိုချထားခဲ့ပါဒီနေရာမှာပဲအာယုံစိုက်ထားပါတတောင်တတနေပါကျမရဲ့အတန်ကိုနားထောင်ပြီးဒီစကလုံးတွေကိုတင်နှလုံးသားထဲစီမျောသွားပါစေတင်မတိစိတ်ထဲဝင်ရောက်သွားပါစေငါဟာငွေကြေးတွေကိုဆွဲငင်နိုင်တဲ့တန်လိုက်တစ်ခုဖြစ်တယ်ငါဟာချမ်းသာကြွယ်ဝမှုနဲ့ထိုက်တန်တယ်ငွေကြေးတွေဟာ
ငါမမျော်လင့်ထားတဲ့နီလန်းတွေနဲ့ငါစီကိုရောက်လာတယ်ငါရဲ့မျော်လင့်ချက်တွေထဲကိုကြော်လွန်နေတယ်ငါဟာစိတ်ကိုဖွင့်ထားတယ်ငါဟာတိထပ်ပိုများတယ်ဒနာဥစ္စာတွေပိုင်ဆိုင်ဖို့ထိုက်တန်တယ်ငါလက်ခံတယ်ပြီးတော့ကြွယ်ဝချမ်းသာတဲ့ဘဝကိုခံစားပျော်မွေ့တယ်ချမ်းသာကြွယ်ဝမှုကငါ့ကိုဘဝတစ်ခုပေးတယ်အကန့်အသတ်မရှိတဲ့နေရာကနေဝင်လာမဲ့ငါရဲ့ဝင်ငွေတွေကိုကြိုဆိုတယ်ငါဘဝမှာရှိတယ်ဒနာဥစ္စာဝင်ငွေနဲ့ပတ်သက်တယ်အစိုးမြင့်ယုံကြည်မှုတွေအားလုံးကိုလွတ်ချလိုက်တယ်ချမ်းသာကြွယ်ဝမှုဟာငါစီကိုလွယ်ကူပေါ်ပါစွာရောက်ရှိလာတယ်ငါရဲ့ဘဝကိုတိုးတက်ကောင်းမွန်အောင်လုပ်ဖို့နဲ့တခြားသူတွေရဲ့ဘဝကိုကူညီပေးဖို့အတွက်ငွေကြေးကိုငါအသုံးပြုတယ်ငါရဲ့တနာဥစ္စာတွေဟာဆက်ဆက်မပြတ်တိုးပွားနေတယ်ချမ်းသာကြွယ်ဝမှုကငါ့ကိုတက်ကြွလန်းဆန်းမှုတွေပြေဝစေတယ်ငါဟာငွေကြေးရရှိနိုင်မဲ့အခွင့်အလမ်းတွေကိုပိုးပြီးဖန်တီးတယ်ငါရဲ့တနာဥစ္စာတွေကငါအိမ်မက်မှတ်ထားတာထက်တောင်သာလွန်တယ်ချမ်းသာကြွယ်ဝမှုဟာပျော်ရွှင်မှုရင်းမြစ်တွေထဲဟာတစ်ခုဖြစ်တယ်ချမ်းသာကြွယ်ဝမှုနဲ့မေတ္တာတရားဟာအပြန်အလှန်တငယ်ချင်းတွေဖြစ်လာနိုင်တယ်ချမ်းသာကြွယ်ဝမှုဟာငါရဲ့အစိတ်ခံဖြစ်တယ်ငါဟာချမ်းသာကြွယ်ဝမှုရဲ့တခင်ဖြစ်တယ်ငါဟာပမာဏများပြားတဲ့ငွေကြေးတွေကိုစီမံခန့်ခွဲနိုင်စွမ်းရှိတယ်ငါမှာငွေကြေးတွေအများကြီးရှိတယ်ငါအရန်ကိုစိတ်အေးချမ်းရတယ်ငွေကြေးဟာငါဘဝတတတာရဲ့အခွင့်အလမ်းတွေကိုတိုးချဲ့ပေးနိုင်ပြီးအပြုသဘောဆောင်မှုတွေကိုဖန်တီးပေးတယ်ငါဟာချမ်းသာကြွယ်ဝတဲ့ဘဝကိုခံစားပျော်မွေ့ဖို့ထိုက်တန်တယ်ငွေကြေးတွေဟာငါစီကိုရောက်လာတယ်အခုကစားပြီးငါကိုငါပြောင်းလဲလိုက်တယ်ငါရဲ့ယုံကြည်မှုဟောင်းတွေကိုအစားထိုးလိုက်တယ်ငါမှာပုံမများပြားတဲ့ငွေကြေးကျန်းမာရေးနဲ့စွမ်းအင်တွေရှိတယ်ပိုပြီးချမ်းသာလာစေဖို့ငါတက်တက်ကြွကြွအလုပ်လုပ်နိုင်တယ်ငွေကြေးဆိုတာငါရဲ့ယဉ်ကျေးမြုပ်နှံမှုတွေကနေငါရဲ့လက်ဆောင်တွေကနေလဲဝင်လာနိုင်ပြီးငါ့ကိုပိုချမ်းသာလာစေတယ်ချမ်းသာကြွယ်ဝမှုနဲ့ပတ်သက်တဲ့မတူညီတဲ့အတ္တိတရားတွေကိုလက်ခံဖို့ငါလိုလားတယ်ငါရဲ့ဘဝဟာချမ်းသာကြွယ်ဝတဲ့ဘဝတစ်ခုကိုပိုင်ဆိုင်ဖို့ထိုက်တန်တယ်ငါဟာစัจ java ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်တယ်စัจ java ကြီးကအကန့်အသတ်မရှိပြည့်စုံကြွယ်ဝနေတယ်ဆိုတာကိုယုံကြည်ဖို့ငါလိုလားတယ်စัจ java ကြီးဟာမေတ္တာတရားတည်ရှိရာဖြစ်တယ်ဆိုတာငါသိတယ်လို့ပဲပေါ့များပြားလာတယ်တဏှာဥစ္စာဆိုင်ရာအသိပညာတွေကိုလက်ခံရရှိဖို့ငါဝမ်းမြောက်တယ်များပြားလာတယ်
တဏှာဥစ္စာတွေကိုလက်ခံရရှိဖို့ငါဝမ်းမြောက်တယ်ငါငယ်ငယ်ကလေးကငွေရဖို့နီလန်တစ်ခုတည်းပဲရှိတယ်လို့တင်ကြားခံခဲ့ရတယ်ဒါပေမဲ့အခုတော့နီလန်တွေအများကြီးရှိတယ်ဆိုတာငါမြင်တွေ့နေရပြီငွေကြေးရရှိဖို့အတွက်နီလန်တစ်ခုတို့မဟုတ်နီလန်များစွာကိုတိုးချဲ့ဖို့ငါစံထားရှိရဲ့ငါဘဝတတရဲ့တဏှာဥစ္စာတွေအားလုံးကကောင်းမွန်တဲ့တဏှာဥစ္စာတွေကျမ်းမာတဲ့တဏှာဥစ္စာတွေဖြစ်တယ်ငါကတကြွပြီးပျော်ရွှင်ပြေဝတဲ့ဘဝကိုနှစ်သက်မြတ်နိုးတယ်ငါပေးဆက်လေးလေးပိုးပြီးရရှိလေးလေးဖြစ်တယ်ငါရရှိလေးလေးပိုးပြီးပေးကမ်းလေးလေးဖြစ်တယ်အရာအားလုံးကဟန်ချက်ညီနေတယ်ဒါကြောင့်လောကကြီးကိုလာပါတဲ့အရာတွေပေးစွမ်းဖို့ငါဆုံးဖြတ်ထားတယ်ဒီလိုနဲ့ပဲငါပို့ပေးလေလေပို့ပြီးပြန်ရလေလေဆိုတာကိုငါတည်ထားတယ်စကြာဝဠာကြီးကလည်းငါပို့ပေးလေလေပို့ပြီးရိတ်သိမ်းရလေလေဖြစ်လာမှာပဲဒါဟာလာပါပြီးတဟစာတာဖြစ်တဲ့စကြာဝဠာကြီးတစ်ခုဖြစ်နေပါတယ်ဘဝဆိုတာပြေဆုံးကြွယ်ဝမှုပါပဲဒီကဘာပေါ်မှာငါအယံကိုလုံခြုံမှုရှိရင်ငါအယံချမ်းသာတယ်လို့ခံစားရတယ်ငါငွေကြေးကိုချစ်တယ်ငွေကြေးကလည်းငါ့ကိုချစ်တယ်ငါစီကိုငွေကြေးတွေရောက်လာအောင်ငါဆွဲဆောင်တယ်ဒီကဘာကြီးဟာငါတို့ရဲ့ယုံကြည်မှုတွေအပေါ်မူတည်နေတယ်ဆိုတာကိုငါမြင်တွေ့ရတယ်တချို့လူတွေကကဘာကြီးဟာဆင်းရဲနွမ်းပါပြီးနာကျင်စရာကောင်းတယ်လို့ယုံကြည်ကြတယ်ငါကတော့ဒီကဘာကြီးဟာပြေဆုံးကြွယ်ဝပြီးလာပါတယ်လို့ယုံကြည်တယ်ပြေဆုံးကြွယ်ဝပြီးလာကပါတဲ့ကဘာကြီးထဲမှာငါရှင်တန်နေတယ်ကြွယ်ဝချမ်းသာမှုနဲ့ပျော်ရွှင်မှုတွေပြည့်နေနေတဲ့အထဲမှာပဲငါအာယုံစိုက်ထားတယ်ငါမှာအရင်မြစ်တွေတဖြည်းဖြည်းပိုများလာတယ်ငါရဲ့အရင်မြစ်တွေဟာစင်ဆက်မပြတ်ဝင်ရောက်နေတယ်ငါစီကိုရောက်လာတဲ့လာပါပြီးကျမ်းမာတဲ့ငွေကြေးတွေအားလုံးကိုငါလက်ခံရယူတယ်ငါနေထိုင်ရာကဘာကြီးရဲ့နေရာတိုင်းမှာချမ်းသာကြွယ်ဝမှုတွေရှိနေတယ်ငါဟာငွေကြေးတန်လိုက်တစ်ခုဖြစ်တယ်ယေရှုတင်တဲ့စိတ်ကပြည့်စုံကြွယ်ဝမှုကိုယူဆောင်ပေးနိုင်တယ်ဒါကြောင့်ချမ်းသာကြွယ်ဝမှုအားလုံးကိုငါယေရှုတင်တယ်ပိုင်ဆိုင်ထားတဲ့ငွေကြေးကိုယေရှုတင်တယ်အရင်ကတည်းကပိုများတယ်တဏှာဥစ္စာတွေရလာအောင်ကြိုးစားအားထုတ်ခဲ့တယ်ငါကိုငါလည်းယေရှုတင်တယ်မျောလင်းမထားတဲ့အရင်အမြစ်တွေကနေငါရဲ့တဏှာဥစ္စာတွေရောက်လာတဲ့အတွက်ယေရှုတင်တယ်ငါရဲ့ဝင်ငွေတွေတဖြည်းဖြည်းပိုများလာတဲ့အတွက်ယေရှုတင်တယ်ငါမှာမေတ္တာတရားတွေပြေဝနေတယ်ငါမှာဆွဲဆောင်မှုတွေရှိတယ်ငွေလက်ခံရရှိတယ်ပျော်ရွှင်မှုကိုငါခံစားရတယ်င
ငွေကြေးတွေဟာငါစီကိုအလွယ်တကူစီစဉ်လာတယ်ငါဟာငွေကြေးကိုပညာရှိရှိစီမံခန့်ခွဲနိုင်တယ်ငါပန်စင်တွေကငွေတွေဟာရက်တန်မနေပဲတိုးပွားနေတယ်ငါဟာကောင်းကြီးပေးခံရဖို့ထိုက်တန်တယ်ငွေကြေးဆိုတာမြစ်တစင်းလိုပဲငါရဲ့ဘဝထဲမှာအဆက်မပြတ်စီးဆင်းဖြစ်တည်နေပြီးလာပါတဲ့အရာတွေအားလုံးကိုဆွဲဆောင်နေတယ်ငါကံကောင်းတယ်ငွေကြေးတွေဟာလွယ်ကူပေါ့ပါတဲ့နီလန်းနဲ့ငါစီကိုရောက်လာတယ်တဏှာဥစ္စာနဲ့ပတ်သက်ပြီးငါလုံလောက်ပြီလို့ခံစားရတယ်ငါကျေနပ်ရောင်ရဲမှုရှိတယ်ငါလက်ခံရရှိထားတယ်ပြေဆုံးမှုနဲ့ချမ်းသာကြွယ်ဝမှုတွေအားလုံးအတွက်ငါကျေးဇူးတင်တယ်ငါမှာတဏှာဥစ္စာတွေဖန်တီးနိုင်စွမ်းရှိတယ်ငါကျေနပ်အားရတဲ့အလုပ်ကိုလုပ်ရင်များပြားလာတဲ့ဝင်ငွေတွေကိုငါရှာဖွေနိုင်တယ်ငါပေးနာမှာအကန့်အသတ်မရှိတဲ့ပြေဆုံးကြွယ်ဝမှုတွေကအမြဲတမ်းဝန်းရံနေတယ်ငါကငွေကြေးနဲ့ပတ်သက်ပြီးတာဝန်ယူမှုရှိတယ်နေ့တိုင်းနိုးထလာတဲ့အခါချမ်းသာကြွယ်ဝတဲ့အနာဂတ်အမြင်တစ်ခုစီကိုငါရှောက်လန်းတယ်ငါဟာအရန်ကိုချမ်းသာကြွယ်ဝပြီးပြည့်စုံကြွယ်ဝတဲ့ဘဝကိုဖြတ်တန်းနေတယ်နေစဉ်အပတ်စဉ်လာစဉ်နှစ်စဉ်ငါပိုးပြီးချမ်းသာလာတယ်ငါရဲ့ဖန်တီးနိုင်စွမ်းကိုအသုံးပြုပြီးဘဝမှာတဏှာဥစ္စာတွေကိုဖန်တီးတယ်ပြေဆုံးတဲ့ဘဝတစ်ခုကိုဖြတ်တန်းနေရတဲ့အတွက်ငါကံကောင်းတယ်ငါဟာအရန်ကိုဖုံးကန်ကြည်မာတယ်ငါငွေကြေးကိုတန်ဖိုးထားတယ်လွတ်လပ်တယ်အရန်ကိုပျော်ရွှင်ရတယ်အရာအားလုံးကိုကျေးဇူးတင်တယ်ချမ်းသာကြွယ်ဝတဲ့ဘဝကိုယူဆောင်ပေးတဲ့စัจ java ရာကြီးကိုကျေးဇူးတင်ပါတယ်ကဲဒီနေ့ရဲ့တရားမှတ်ခြင်းအစီအစဉ်ကတော့ဒီမှာပဲပြီးဆုံးပါပြီဒီစကလုံးတွေကိုတင်ရမတိစိတ်တဲ့အထိရောက်ရှိကိန်းအောင်သွားပါစေဒါမှတာတင်ကိုတင်ကြီးမားတဲ့ကောင်းကြီးမင်္ဂလာတွေနဲ့ဒနာဥစ္စာတွေကိုယူဆောင်လာပေးနိုင်မှာဖြစ်ပါတယ်တင်အတွက်စုမုံကောင်းတောင်းပေးလိုက်